interested interesting ဒီနှစ်ခုကဘာကွာလဲအတူတူလေ့လာကြည့်ရအောင်အမှန်တော့ဒီနှစ်ခုလုံးက adjective ဖြစ်တယ် ed နဲ့ဆုံးတဲ့ adjective နဲ့ ing နဲ့ဆုံးတဲ့ adjective တစ်ခုခုကိုကိုယ်တိုင်စိတ်ဝင်စားတယ်ကိုယ့်ရဲ့ feeling ကိုယ့်ရဲ့စိတ်ကစိတ်ဝင်စားတယ်ဆိုလို့ရှိရင် interested ကိုသုံးပေးရတယ်ဥပမာကျွန်တော်အင်္ဂလိပ်စာကိုစိတ်ဝင်စားတယ်ဆိုရင် I am interested in English တရုတ်စာကိုစိတ်ဝင်စားတယ်ဆိုရင် I am interested in Chinese မင်းကိုစိတ်ဝင်စားတယ်ဆိုရင် I am interested in you စီးပွားရေးကိုစိတ်ဝင်စားတယ်ဆိုရင် I am interested in business ဒါကကိုကစိတ်ဝင်စားတာ interesting ကြတော့စိတ်ဝင်စားစရာကောင်းတာအရာတစ်ခုခုတစ်စုံတစ်ခုဟာစိတ်ဝင်စားစရာကောင်းတယ်ဆိုလို့ရှိရင် interesting ကိုသုံးတယ်ဥပမာဒီ main ကလေးကစိတ်ဝင်စားစရာကောင်းတယ်ဆိုရင် this girl is interesting ဒီနေရာမှာ interesting ကိုသုံးတယ် interested ကိုမသုံးပါဘူးဘာလို့လဲဒီ main ကလေးကိုစိတ်ဝင်စားတယ်လို့ပြောချင်တာမဟုတ်ဘူးဒီ main ကလေးကစိတ်ဝင်စားစရာကောင်းတယ်လို့ပြောချင်တာဖြစ်တဲ့အတွက် ing နဲ့စုံတဲ့ adjective ကိုသုံးပေးရတယ်ဒီဇာတ်ကားကစိတ်ဝင်စားစရာကောင်းတယ်ဆိုရင် this movie is interesting ဒီစာအုပ်ကစိတ်ဝင်စားစရာကောင်းတယ်ဆိုရင် this book is interesting အဲ့တော့အရာတစ်ခုခုကစိတ်ဝင်စားစရာပဲစိတ်ဝင်စားစရာကောင်းတယ်ဆိုလို့ရှိရင် interesting ကိုသုံးတယ်အကယ်၍များဒီနေရာမှာ I am interested in English ကျွန်တော်အင်္ဂလိပ်စာစိတ်ဝင်စားတာကို interested ကိုမသုံးမဲနဲ့ interesting သုံးထားမယ်ဆိုလို့ရှိရင်မားတယ်နော်အဲ့လိုရေးလို့မရဘူးအဲ့လိုသုံးလို့မရဘူးနော်ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဒါလေးနားလည်တယ်ဆိုလို့ရှိရင်ကျွန်တော်စီးပွားရေးကိုစိတ်မဝင်စားဘူးဒါလေးကို comment မှာရေးပေးခဲ့ကြည့်နော် thank you bye bye